ဒီစပင်ညက်တဲ့ပုံစံကတော့တင်တခါမှမြင်ဘူးမှမဟုတ်တဲ့အထူးဆန်းဆုံးပုံစံပါပဲလွန်ခဲ့တဲ့ခဏလေးတင်ကပဲစပင်ညက်ဆိုင်တစ်ဆိုင်ထဲကိုလူတစ်ယောက်ဝင်လာခဲ့ပါတယ်ဒါပေမဲ့ဘသူကမှသူ့စပင်ကိုသွားမကင်ရဲကြဘူးဘာလို့လဲဆိုတော့သူကဒီနိုင်ငံရဲ့အန္တရာယ်ရှိဆုံးလူမိုက်ကြီးဖြစ်နေလို့ပါပဲအမားလေးတစ်ခုလုံးမိတာနဲ့သူတို့အသက်ပါသွားနိုင်တဲ့အခြေအနေပါအဲ့ဒီအချိန်မှာပဲတတိရှိတဲ့ကောင်မလေးတစ်ယောက်ကရှေ့ထွက်လာပြီးသူ့စပင်ကိုဆန့်ညက်ပေးခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကကြောက်လွန်းလို့လက်တွေတုန်နေခဲ့ပြီးမတော်တဆသူ့ရဲ့နောက်ချီထားတဲ့စံထုံးကိုညှက်ချလိုက်မိပါတော့တယ်ပြဿနာကိုလူမိုက်ကြီးမသိသွားခင်လေးမှာပဲသူတို့တွေအဲ့ဒီစံထုံးကိုအမြန်လွှင့်ပစ်လိုက်ကြပါတယ်သူတို့ပစ်လိုက်တဲ့အချိန်ပြင်းလွန်းလို့အဲ့ဒီစံထုံးဟာတကားကိုတောင်ဖောက်ထွက်သွားခဲ့တာပါချက်ချင်းပဲနောက်ဆက်ပင်ညက်စရာတစ်ယောက်ကရောက်လာပြီးလူမိုက်ကြီးကောင်းမှကြံနေသေးတဲ့စပင်တွေကိုအတင်းဆွဲစုပြီးစံထုံးအတစ်တစ်ခုဖြစ်အောင်အားကုန်သုံးပြီးဆွဲပါတော့တယ်သူ့တငယ်ချင်းကဝင်သားသေးပေမဲ့သူကလုံးဝနားမထောင်ခဲ့ပါဘူးသူဘလောက်တောင်အားပါတရဆွဲလိုက်လဲဆိုရင်လူမိုက်ကြီးရဲ့မျက်နှာကြီးတစ်ခုလုံးလိန်ကောက်ပြီးဆန့်ထွက်သွားတဲ့အထိပါပဲဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့သူကစပင်ကိုစံထုံးပုံစံလေးဖြစ်အောင်မြင်မြင်စီးပေးလိုက်နိုင်ပါတယ်ဒါပေမဲ့ပြဿနာကလူမိုက်ကြီးရဲ့ခေါင်းထိပ်မှာပြောင်းနေတဲ့ကတုံးကွက်ကြီးတစ်ကွက်ဖြစ်ကြံခဲ့တာပါအဲ့ဒီကတုံးကွက်ကြီးကိုဖုံးဖို့အတွက်ခုနကကောင်မလေးကခွေးချေးတွေကိုယူလာပြီးလူမိုက်ကြီးရဲ့ခေါင်းပေါ်ကိုတတိထားပြီးတင်ပေးလိုက်ပါတော့တယ်အံ့ဩစရာကောင်းတာကတော့လူမိုက်ကြီးကသူ့ခေါင်းပေါ်မှာဘာတွေဖြစ်သွားလဲဆိုတာကိုလုံးဝရေးမမိသွားခဲ့တာပါပဲ